ရှိဟိုအရင်လိုပဲ10နှစ်ဆက်လာတဲ့ရင်ငယ်တွေကလည်းလာတယ်မှာစံရီရဲ့ပတ်သက်ဆွေးနွေးပွဲရှိတယ်ဒီဘက်နှစ်တွေမှာထူးခြားလာတာကအဲ့လိုမျိုးကျွန်တော်တို့အပြင်ကဆရာလည်းဆိုတော့ကျွန်တော်တို့ပြည်ရဲ့ဂျမတ်သားတွေကျွန်တော်တို့ပြည်ရဲ့ gas speaker တွေဆရာတွေပဲပေါ့နော်ကျွန်တော်တို့ပြည်ဝန်းဝိုင်းနေရတယ်ဒါပေမဲ့ခုတ္တဘာရှင်တွေမဟုတ်ဘူးပေါ့ဗျာခုတ္တဘာရှင်တွေကြီးပဲအားလုံးသိတယ်အားလုံးတတ်တယ်အားလုံးဆွေးနွေးနေတယ်ပြည်ဆရာတွေကလည်းဒုနီယာအကြောင်းပုံသိတယ်ဆိုတော့မဟုတ်ပါဘူးကျွန်တော်တို့မသိတာတွေအများကြီးရှိတယ်အခုဒီမှာဆိုကျွန်တော်တို့ကိုယ်တိုင်ကတင်ယူရမယ့်ပိုင်းတွေရှိတယ်အဲ့တော့ဒီဘက်မှာဆိုလို့ရှိရင်မနေ့ကဆိုရင်ဆရာဦးတော်မြင့်ဒီနေ့ဆိုဆရာဦးစာနေကျင်ဒါကွန်ပျူတာနဲ့ပတ်သက်လို့ရှိရင်ကွန်ပျူတာ science နဲ့ပတ်သက်ရင်တော့ဒီပညာနဲ့ပတ်သက်လို့ရှိရင်ဒီမှာနိုင်ငံမှာဆရာအစုကြီးပါပဲဒါကျွန်တော်မြန်မာမွတ်စလင်အတိုင်းအမှာရှိနေတဲ့ဂုဏ်ရတယ်လို့ကျွန်တော်တို့59ခုနှစ်အတိုင်းအမှာရှိနေတဲ့နိုင်ငံဂုဏ်ကြီးပါတယ်ဒီနေ့ဆိုလို့ရှိရင်ဒီပညာဖြစ်ကြရမလေးလာခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ဆရာစာနေတွေကဆွေးနွေးမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီစီစဉ်မှာပါဝင်ရတဲ့မိတ်ဆွေတွေအားလုံးကျေးဇူးတင်တယ်လက်တွေ့လေးအသုံးချနိုင်ဖို့အတွက်ကိုကျွန်တော်မျှော်လင့်ပါတယ်ပေါ့နော်အဲ့တော့တန်းနိုင်တော့ကျွန်တော်တို့ဒီလိုစီစဉ်လေးတွေကို59ခုနှစ်ပြည်မှာနေ့စဉ်လုပ်ပါတယ်နောက်လည်းလုပ်ပါတယ်အဲ့ဒီပါဝင်ပူးပေါင်းပေးဖို့နဲ့နောက်ဒီနေ့ဆိုလို့ရှိရင်ကျွန်တော်တို့ဝါမြူဝဲစီစဉ်တွေရှိပါတယ်ဒါနဲ့စတင်မှာလည်းဆွေးနွေးပွဲစီစဉ်တွေရှိပါတယ်ဆိုတဲ့အကြောင်းလေးကိုပြောကြရင်းနဲ့ဆရာကိုဖိတ်ခေါ်ပါတယ်ဝါလိုင်ကွမ်ဝရဟ်မတ်တူလာဟ်ဝဘရကာတူโอเคကျွန်တော်နာမည်ကစာနီတင်ပါခုနဆရာဦးတင်သူကျွန်တော်မိတ်ဆက်သွားတဲ့အတိုင်းပဲကျွန်တော်ကမှတ်မှတ်ရပါတော့ကျွန်တော်ဒါ2000နဲ့မှ25ရောက်တော့ကျွန်တော်10တန်းအောင်တာ95မှာအောင်တာအဲဒီပလီမှာကျွန်တော်နှစ်30ပေါ့ကျွန်တော်နှစ်30ပညာသင်ခဲ့တဲ့မှတ်တမ်းလေးနဲ့အမှတ်တရပွဲလေးဖြစ်သွားပါเนาะကျွန်တော်95မှာ10တန်းအောင်ပြီးတော့ကျွန်တော်ဒီပလီမှာစသင်ခဲ့တယ်ပေါ့เนาะသင်ခဲ့တဲ့အချိန်မှာကျွန်တော်ရဲ့အဲ့တော့သင်ခဲ့တဲ့ဆရာတွေဆိုရင်ဆရာဦးမြတ်သူဆရာဦးသူရဆရာဦးစအောင်ဆရာဦးကိုလေးနိုင်ပေါ့เนาะအဲ့၄ယောက်ကအဲ့တော့ဒီမှာကျွန်တော်တို့သင်ခဲ့တဲ့ထဲမှာပါတယ်ပေါ့အဲ့ဒီမှာကျွန်တော်တို့အဲ့တော့ကျွန်တော်တို့ဒီဆရာဦးတင်တို့ပြောတဲ့အတိုင်းပဲကျွန်တော်တို့သင်တန်းတွေပေါ့เนาะကုရ်အာန်သိပညာပြန်ပွားရေးဆိုတဲ့သင်တန်းတွေကျွန်တော်တို့ရှိတယ်ပြီးတော့ဆွေးနွေးပွဲတွေရှိတယ်ပေါ့เนาะဒီဆွေးနွေးပွဲတွေကိုကျွန်တော်တို့ဒါဦးနာဆရာပြောတဲ့အတိုင်းပဲနှစ်ပေါင်းများစွာကျွန်တော်လုပ်ခဲ့ပြီးသွားပြီကျွန်တော်တို့အဖွဲ့အစည်းနာမည်ကိုယ်ကကုရ်အာန်အသိပညာပြန်ပွားရေးဆိုတော့ကုရ်အာန်ကိုကျွန်တော်တို့ကဘယ်လို knowledge sharing တွေလုပ်မလဲဆိုတာကျွန်တော်တို့ကဒါကိုအဓိကကျွန်တော်တို့လုပ်တဲ့အဖွဲ့အစည်းဖြစ်တယ်အဲ့တော့ကျွန်တော်ကလည်းခုနရှေ့မှာကျွန်တော်ပြောတဲ့အတိုင်းပဲကျွန်တော်ဒီကကျောင်းသားပါကျွန်တော်ကျောင်းသားကနေပြီးတော့ကျွန်တော်လေ့လာတယ်အဲ့ဆရာတွေကျွန်တော်တို့အခုဆိုရင်ဒီဆရာဆိုရင်လက်ရှိတက်ရှိဆရာရှိရဆိုရင်ဆရာဥက္ကုလနိုင်တယောက်ပဲရှိတော့တယ်ဆရာရှေ့ရဆရာခုန3ယောက်ကတော့ဆုံးသွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ချစ်ခင်ရတဲ့ကျွန်တော်ရဲ့လေးစားရတဲ့ဆရာကြီးအကုန်လုံးထဲမှာခုနပြောတဲ့ဆရာဦးဆောင်ဆိုတာမကြခင်ရမယ်ကျွန်တော်ဆရာဆုံးသွားတယ်ဒါပေမဲ့ဆရာအတွက်လည်းကျွန်တော်အခုဆိုရင်ပလီမာရောက်တဲ့ခုနကဆရာကိုတော်တော်သတိရတယ်ကျွန်တော်ဆရာရဲ့ဆုံးမမှုတွေဆရာကျွန်တော်တို့တက်ကိုအများကြီးပဲလမ်းပြခဲ့အဲ့တော့အခုဆိုရင်လည်းကျွန်တော်ယုံကြည်တာပေါ့နော်ဒီလိုမျိုးဒီပညာပွဲတွေဆိုရင်ဆရာအရန်လေးလာဆရာဦးတင်ထုံဒီနေ့ခွတ်ပါမှာဆိုရင် deep seek ဆိုတဲ့နာမည်လေးပြောသွားတယ်ခဏနေကြရင်ကျွန်တော်လည်းတူပေါ့နော်ဖုန်းလေးတွေပါတယ်မိတ်ဆွေတွေဒီထဲမှာအသက်ကြီးပိုင်းတွေလည်းပါတယ်အသက်ငယ်တဲ့လူတွေလည်းပါတယ်ဖုန်းတွေပါတဲ့လူတွေရှိကြမှာပါအဲ့တော့အင်တာနက်လည်းသုံးကြတာရှိလိမ့်မယ်အဲ့ဒါကိုကျွန်တော်လက်တွေ့ပေါ့နော်လက်တွေ့ဘယ်လိုမျိုးသုံးလို့ရမလဲဆိုတာကိုကျွန်တော်အဲ့ဒါလေးနဲ့ပတ်သက်တာလည်းကျွန်တော် sharing လုပ်သွားမယ်နောက်ဆုံးပေါ့နော်ကျွန်တော်အခုပြောရတဲ့အချက်လက်တွေမှာအခုဆိုတဲ့ video record လုပ်တယ်နောက်ဆရာကြီးခုနဆရာဦးတင်တို့ပြောတဲ့အတိုင်းပဲကျွန်တော်တို့ကဒီဟာတွေကိုကျွန်တော်တို့က public ကိုတင်တာပေါ့ public ကိုတင်တယ်ဆိုတာအများပြည်သူတင်တဲ့အတွက်ကြောင့်ဒီမှာလာနားမထောင်ရတဲ့လူတွေလည်းကိုယ့်ရဲ့အိမ်မှာလက်တွေ့ကျွန်တော်တို့ပြန်ပြီးတော့သုံးချလို့ရအောင်ကျွန်တော်ဒါဖြည်းဖြည်းချင်းပေါ့နော်ကျွန်တော်ရှင်းပြပါမယ်အဲ့တော့နှစ်မျိုးပေါ့နော်နှစ်ပိုင်းရှိတယ်ပေါ့ကျွန်တော်တို့ကဟောပြောပွဲတစ်ခုပြောတော့မယ်ဆိုရင်ကျွန်တော်တို့ပထမဆုံးပြင်ဆင်ရတဲ့အပိုင်းကဒါကျွန်တော်ရဲ့ဒီကကျွန်တော်တင်တဲ့ပေါ့နော်စာတင်တဲ့လူတွေလည်းပါတဲ့ထမှာနှစ်ပိုင်းကျွန်တော်ပြင်ဆင်ရတစ်ဖက်တစ်ပိုင်းကကျွန်တော်တို့ကဘယ်သူ့ကိုပြောမှလဲရန်ရေးကြည့်ဥပမာသဘောတူက technology ကို inventor မှာ strong ဖြစ်တဲ့လူကိုပြောမယ်ဆိုရင်ကျွန်တော်တို့ပြင်ဆင်ရတဲ့ပိုင်းက technology ကို strong တွေကိုကျွန်တော်ထည့်ရတယ်အခုကျွန်တော်တို့ဒီဘက်မှာပြောမဲ့ပွဲက technology ပွဲအဓိကမဟုတ်ဘူးကျွန်တော်တို့က Quran ကို technology နဲ့ဤပညာနဲ့ပေါ့ဘယ်လိုချင်းကပ်မလဲဘယ်လို approach လုပ်မလဲဆိုရင်အဲ့ဒီခန္ဓာဖြစ်တဲ့အကြောင်းကျွန်တော်ကနှစ်ပိုင်းလုံးပြင်ထားရတယ်ပေါ့တစ်ပိုင်းကဤပညာကိုလေ့လာတဲ့လူငယ်တွေဒီထဲမှာကျွန်တော် online ကလေ့လာတဲ့လူတွေလည်းရှိတယ်ဒီကကျွန်တော် line ထိုင်နေတဲ့မိတ်ဆွေတွေလည်းရှိတယ်အဲ့ဤပညာကိုသိပြီးတဲ့လူတွေကျွန်တော်တို့ထပ်ပြီးတော့ဘာတွေထပ်ဖြစ်ရမယ်အပိုင်းကတစ်ပိုင်းလုံးဝဤပညာကိုမသိဘူးကျွန်တော်တို့ကဒါပေမဲ့တစ်ခုရှိတာက computer တော့ဖုန်းတော့သုံးနေတယ်အဲ့ဖုန်းသုံးရင်ကိုယ့်ဖုန်းထဲမှာဘာလေးတော့ထည့်ထားသင့်လဲပေါ့အဲ့ဒီဥစ္စာမဖြစ်မနေကျွန်တော်ဖုန်းထဲမှာထည့်ထားရမယ်အရာဘာအရာလဲဘယ်လိုထည့်ရမလဲဒါတွေကကျွန်တော်တို့ထပ်ပြီးတော့ဒီကသက်ဆိုင်ရာဆရာတွေနဲ့ဝိုင်းကူပြီးတော့ကျွန်တော်တို့စဉ်းစားပေးမယ်ပေါ့ကျွန်တော်တို့အဓိကအရေးကြီးဆုံးဟာ
ကျွန်တော်ကုရ်အာန်ကိုလေ့လာတယ်ဤပညာတစ်ခုပဲဖြစ်ဖြစ်ဘယ်ဟာပဲဘာသာရပ်တစ်ခုလေ့လာရင်ကျွန်တော်တို့အနီးနားပတ်ဝန်းကျင်မှာအဲ့ဒီဘာသာရပ်တွေအဲ့ဒီရဲ့ပတ်သက်တဲ့ဥနာဆရာဦးတေထုံခွတ်သွားထဲမှာပြောရတာပါတယ် resource တွေပေါ့စာအုပ်တွေဆိုလဲစာအုပ်တွေမြောင်များစွာကျွန်တော်ဘေးနားမှာရှိရမယ်အင်္ဂလိပ်စာလေ့လာမယ်ဆိုရင်အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့အကြောင်းအရာကျွန်တော်တို့ရဲ့လက်တကမ်းမှာရှိရမယ်ဒီကမိတ်ဆွေတွေထိုင်နေတဲ့လူတွေအားလုံးသိတယ်ကျွန်တော်တို့အားလုံးဒီအိမ်မှာရှိတဲ့ပစ္စည်းတွေပေါ့အဲကွန်ရှိမယ်သဘောပဲပြတာပေါ့နော်ရေခဲသစ္စာရှိမယ်တခြားကျွန်တော်တို့မှာ theoretically ပစ္စည်းတွေရှိတယ်အဲ့ဒါတွေပါကြမှာပါလိမ့်မယ်ကျွန်တော်တို့သွားတိုင်းပါတာပါလဲဆိုရင်ဒီဖုန်းလေးပါဒီဖုန်းကတော့ကျွန်တော်တို့အားလုံးမေ့သွားရင်တော့ဖုန်းချန်ခဲ့ပြီးတွားယူကြတယ်ဒီဖုန်းထဲမှာကျွန်တော်တို့ကအခုအကုန်ထည့်ထားလို့ရတယ်အဲ့တော့အဲ့ဒီဖုန်းထဲမှာကျွန်တော်တို့ဘာတွေထည့်ထားတဲ့လဲဒီနေ့ကျွန်တော်ပြောရမှာပေါ့နော်ပြီးရင်ခုနဆရာဦးတေတို့ဒီနေ့ခွတ်ပါလာမှာပြောတယ်မယ်အဲ့ဒီဖုန်းထဲမှာသုံးပြီးတော့ဘယ်လိုရှာလို့ရတယ်ဘာတွေရှာမှာလဲကျွန်တော်တို့ရဲ့ criteria လို့ခေါ်တာပေါ့ကျွန်တော်တို့ရဲ့မှတ်ကြောက်တွေကကျွန်တော်တို့မှတ်ကြောက်ကအားလုံးသိတိုင်းပဲမွတ်စလင်အားလုံးရဲ့မှတ်ကြောက်ကကျမ်းမြတ်ကုရ်အာန်ပဲအဲ့ကျမ်းမြတ်ကုရ်အာန်ကိုကျွန်တော်တို့ကမှတ်ကြောက်နေတယ်ကျွန်တော်တိုက်စစ်မှာအဲ့ကျမ်းမြတ်ကုရ်အာန်ဒီကျွန်တော်တို့ရဲ့ထူးခြားချက်ကကျမ်းမြတ်ကုရ်အာန်ဒီကျွန်တော်တို့ reference နေနဲ့ကျွန်တော်တို့က book ပေါ့နော်တနည်းအားဖြင့်စာအုပ်နေနဲ့ကျွန်တော်တို့ရှိတယ်အခုဆိုရင်ကျွန်တော်တို့ဖုန်းထဲမှာထည့်လို့ထားလို့ရတဲ့ reference ရှိနေပြီးသားအဲ့ဒီကျမ်းမြတ်ကုရ်အာန်ထဲမှာကျွန်တော်တိုက်စစ်မှုမရှိရင်ကျွန်တော်တို့ဘယ်လိုသွားပြီးတော့မှတ်ကြောက်ကိုကျွန်တော်ယူမှာလဲဒါအရင်ရေးကြည့်တယ်ကျွန်တော်တို့ကအဲ့တော့ကျွန်တော်ဒီနေ့ဖြည်းဖြည်းချင်းပဲကျွန်တော်ရှင်းပြပါမယ်ခေါင်းစဉ်ကတော့ခုနဆရာကြီးပြောသွားတဲ့အတိုင်းပဲဤပညာဖြစ်ကုရ်အာန်ကိုလေ့လာခြင်းအဲ့တော့ကုရ်အာန်ကိုလေ့လာတာဤပညာမပါဘဲနဲ့လေ့လာလို့ရလားဆိုတော့ရတယ်ဒါပေမဲ့ဤပညာနဲ့လေ့လာရင်ဘာဖြစ်လဲဆိုပူလွယ်တယ် is ဖြစ်တယ်ပေါ့ဗျာကျွန်တော်တို့ဒိဗေလွယ်လွယ်ကူလေ့လာလို့ရတယ်အဲ့တော့ဒီကမိတ်ဆွေတွေအသက်ကြီးတာငယ်တာတွေလူငယ်တာတွေလူလက်ပိုင်းတာတွေလုံးဝကျွန်တော်တို့မှာ barrier ပေါ့နော်အတားအဆီးမရှိကျွန်တော်နီးပညာလို့ပြောလိုက်တာ ਨੇ ကျွန်တော်တို့ကလူကြီးပိုင်းကတော့ဟာငါတို့နဲ့တော်တော်ဝေးတယ်ဆိုတာလုံးဝမဟုတ်ကျွန်တော်ကဘာဖြစ်လို့ကြာမဝေးဘူးပြောရတယ်ဆိုကျွန်တော်ကနီးပညာသင်တဲ့ဆရာတယောက်ဖြစ်တယ်လက်ရှိကွန်ပျူတာသင်တဲ့ကျွန်တော်ရဲ့ကျောင်းမှာသင်တဲ့လူတွေဆိုအသက်60လည်းရှိတယ်ဆရာဝန်တွေကျွန်တော်ရှိမှသင်တာခွဲစိတ်ဆရာဝန်တွေသင်တာရှိတယ်တင်မောသားတွေသင်နေတာရှိတယ်တင်မောမှာတစ်လကိုဒေါ်လာ chief officer တစ်လကိုဒေါ်လာထောင်ပေါင်းများစွာရတယ်တောင်းတိုင်းအထိရတဲ့လူတွေကွန်ပျူတာလာသင်တယ်ကျွန်တော်ရှိမှာဘာဖြစ်လို့လဲပြန်လိုလို့လာတင်နေတာအသက်အရွယ်ကကျွန်တော်တို့အတွက်ကလုံးဝအတားအဆီးမရှိအဲ့တော့ကျွန်တော်တို့မိတ်ဆွေတွေကိုကျွန်တော်အကြံဉာဏ်ပေးတာကျွန်တော်တို့မှာဖုန်းရှိရင်ကျွန်တော်လေ့လာလို့ရတာအများကြီးပဲဒီနေ့ကျွန်တော်တို့ချင်းကပ်မှာကွန်အောင်ချင်းကပ်မှာအဲ့လိုမျိုးကျွန်တော်ချင်းကပ်ပြီးလွယ်ကူအောင်ပဲကျွန်တော်တို့လုပ်သွားမယ်အဲ့တော့ကျွန်တော်နာမည်လေးကျွန်တော်မိတ်ဆက်တယ်ကျွန်တော်နာမည်ကဇာနီတင်ပါအဲ့တော့အင်္ဂလိပ်ကတော့ကျွန်တော်ဒီလိုမျိုးပေါင်းတယ် ZARNITYN နဲ့ပေါင်းတယ်မြန်မာနာမည်ကတော့ဇာနီတင်ဖြစ်တယ်ဒါကျွန်တော်နဲ့ပတ်သက်တဲ့ profile လေးကိုကျွန်တော်ပြောပြတာပြီးရင်ကျွန်တော်ရဲ့ဒီဘက်ကဟောပေါ့အဓိကအလုပ်ပေါ့နော်ကျွန်တော်နဲ့ပတ်သက်တဲ့ profile ကိုကျွန်တော်ကမိတ်ဆက်ပြီးကျွန်တော်ဒီ Microsoft Certified Trainer တယောက်ဖြစ်တယ် Microsoft ဆိုတာဒီကမိတ်ဆွေတွေဤပညာနဲ့ပတ်သက်ပြီးတော့ကျွမ်းဝင်တဲ့မိတ်ဆွေတွေကြားဘူးလေ Microsoft Company Bill Gates ဆိုတာကြားဘူးလိမ့်မယ်အဲ့ဒီ Microsoft ကကျွန်တော်ကိုဆရာတယောက်အနေနဲ့အတိမတ်ပြုတဲ့ Microsoft Certified Trainer တယောက်ဖြစ်တယ်ဒီနေရာမှာလည်းကျွန်တော်ဒီနေရာမှာနည်းနည်းလေးအလင်းသလို့ပြောပြတယ်ဘာလို့ဆိုတော့ကျွန်တော်တို့တွေဒီစာသင်တဲ့နေရာမှာကျွန်တော်တို့ကအရေးကြီးတာကကိုသိတယ်ကိုတက်တယ်ဆိုတာကိုကိုအတိမတ်ပြုတဲ့တနည်းအားဖြင့် certify ဖြစ်ဖို့အရေးကြီးတယ်အဲ့တော့ဒီမှာကျမ်းမြတ်ကုရ်အာန်ကိုလည်းကျွန်တော်တို့ကသွားလိုက်လေ့လာခါကြရင်ကျွန်တော်တို့လေ့လာတဲ့ resource တွေကကျွန်တော်တို့မှန်ကန်တဲ့ resource တွေဖြစ်ရအောင်ချင်းကပ်တဲ့နေရာတွေကပေါ့သဘောတူပါပြီးရင်ကျွန်တော်တို့ကဝေးပေါ့လမ်းကြောင်းတွေကကျွန်တော်တို့ကလွယ်ကူတဲ့လမ်းကြောင်းဖြစ်ရအောင်အဲ့လွယ်ကူတဲ့လမ်းကြောင်းတွေမှန်ကန်တဲ့လမ်းကြောင်းတွေဖြစ်ဖို့အတွက်ကမိတ်ဆွေတွေဘယ်ကနေကြည့်ရလဲပဲပြရင်လေ့လာတဲ့ဟာကိုမှန်ကန်အောင်လေ့လာဖို့လိုတယ်ဒါလေးကိုကျွန်တော်ဒီက highlight လုပ်ပြောချင်တယ်အဲ့တော့ဒါကကျွန်တော်ရဲ့အဓိကအလုပ်က professional လုပ်ဒီကျွန်တော် Microsoft Certified Trainer ဖြစ်တယ်2014မှာကျွန်တော် trainer ဖြစ်တယ်အခုဆိုရင်တော့ကျွန်တော်အခု17နှစ်ရှိသွားပြီဒီနေရာမှာလည်းကျွန်တော်အလင်းသိလို့ပြောပြရင်ကျွန်တော်တို့ဒီ Microsoft Certified Trainer ကတစ်နှစ်တစ်ကြိမ်တက်တန်းတိုးသွားဆိုလက်တွေပဲတစ်နှစ်ဆရာဝင် sorry တစ်နှစ်ဆရာဖြစ်နောက်နှစ်မှာဆရာဖြစ်မယ်ဆိုတော့မဟုတ်ဘူးနောက်နှစ်ကျရင်ဖြစ်ချင်မှဖြစ်နေပြီသူတက်တန်းမတိုးရင်အဲ့တက်တန်းကပြုတ်သွားလိမ့်ဆိုလက်တွေပဲကကျွန်တော်တို့ဒီအများနဲ့ upgrade လုပ်နေရမြန်မာနိုင်ငံမှာရှိတယ်အားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့အထက်တန်းပြဆရာမဆိုရင်ကျွန်တော်တို့က BD တက်ရတယ်ပေါ့သဘောတခုကတက္ကသိုလ်ရောက်သွားတဲ့အခါကျရင်တက္ကသိုလ်မှာဆရာမဆရာကြီးဖြစ်ဖို့အတွက်ကအားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ဒါအခုစနစ်ကတော့ဘယ်လိုတွေပြောင်းနေတယ်လဲဆိုတော့ကျွန်တော် update ကတော့ကျွန်တော်ပြောလို့မဖြစ်ဘူးပါဆိုတော့တချို့ဟာတွေအမြဲတမ်းပြောင်းလဲမှုတွေများလို့များသောအားဖြင့်ကတော့ master ပြီးမှပဲတက္ကသိုလ်မှာဆရာမပြန်လုပ်အဲကျွန်တော်အဲ့ကိစ္စကိုဆရာမတွေပေါ့နော်ဆရာမကြီးတွေပါချုပ်တွေနဲ့ကျွန်တော်ပြောတဲ့အချိန်မှာလည်းကျွန်တော်အမြဲတမ်းဒီကိစ္စလေးပြောပြစာတော်တိုင်းစာတင်တတ်တာမဟုတ်ဘူးဗျကျွန်တော်တို့မြန်မာနိုင်ငံမှာအစနစ်မှားတယ်
master ဖြစ်တယ်ဆိုတာအမှတ်များလို့ master ဖြစ်တယ်ပြီး master ဖြစ်ရင်နောက်ကနေပြီးတော့နောက်က live လောက်ရတာပေါ့နော်နောက်က live လောက်ရတာမှာသူလို့ဆို tutor တွေလိုမျိုးနောက်က live လောက်ရတာဒါပေမဲ့ကျွန်တော်တို့နိုင်ပြောဆိုမျိုးကဆရာဝန်လို chamber ဆင်းလို့ sorry ဟိုရှင်းနေဆို chamber ဆင်းလို့မျိုးပေါ့နောက်က live ဆင်းနေ live က live ဆင်းတယ်တက်တာမဟုတ်သူ့ကိုစာတင်တဲ့ဘလူးပုံစံတင်ရမလဲဆိုတာအဲ့တင်ကြားကြီးတက်တင်ရကျွန်တော်မြန်မာနိုင်ငံမှာအဲ့ကိစ္စတော်တော်အားနေကျွန်တော်ကြံပေးတာကဒီအမိတ်ဆွေတွေမှာလူငယ်တွေလည်းပါရတဲ့ကြောင့် PowerPoint ပြင်တာအစ presentation ကိုချင်းကတ်တာအစဦးနဲ့ကျွန်တော်ပြောတယ်ဘယ်သူစကားပြောမှလဲဆိုတာအစပြင်ဆင်တဲ့နေရာမှာအရင်ရေးကြည့်ဒါလေးကိုကျွန်တော်အဓိက highlight ထားပြီးပြောချင်တာကျွန်တော်ရဲ့ live ကတော့ကျွန်တော်အဲ့လိုမျိုးဖြတ်တန်းတဲ့ဟာလေးရှင်းပြနောက်ကဟာလေးကတော့ကျွန်တော်က MVP လို့ခေါ်တာပေါ့ဦးနဲ့ဆရာတို့ကြီးညာဝတ်ထဲမှာလည်းပါတယ် Microsoft MVP ဆိုတာအရှိကောက်ကတော့ most valuable professional award လို့ပြောတာအဲ့ဒါစုပေါ့အမေရိကပေးတဲ့စုကိုကျွန်တော်အခုဆိုရင်6ကြိမ်စက်တိုက်ရတာအဲ့ဒါဆရာဦးတင်ထွန်းပြောတဲ့အတိုင်းပဲကျွန်တော်ရဲ့ဟိုအလဟမ်ဒူလ illah ပေါ့နော်ကျွန်တော်အလ္လာဟ်ကိုကျေးဇူးတင်တာဒီကျွန်တော်မွတ်စလင်တိုင်းဝိုင်းမှာကျွန်တော်နေရာတစ်ခုရောက်အောင်ကျွန်တော်ဒါကိုကျွန်တော်ပြောတယ်နောက်ကျွန်တော်အခုတင်တာမှတ်မှတ်ရပေါ့ဒီပုံလေးပေါ့နော်ဒီပုံလေးကရုပ်တရက်ကြည့်လိုက်ရင်ဒါကျွန်တော်ဘယ်မှာပြောတာဆိုဗုဒ္ဓတက္ကသိုလ်မှာကျွန်တော်ဟောပြောပွဲပြောတဲ့ပုံဒီပုံလေးကအောက်မှာနောက်မှာဘုံကြီးဖုံဖုံနေရှိဖုံဖုံနေကျွန်တော်လက်ခုပ်တီးအားပေးတယ်ကျွန်တော်ပုံမှာအဲ့လိုပြောနေချိန်ပေါ့အဲ့ဆိုတဲ့အိဗယ်ကကျွန်တော်ဗုဒ္ဓတက္ကသိုလ်မှာပြောတဲ့ချိန်မှာရိုက်ထားတဲ့ပုံလေးဒါကတော့ဆရာညံလင်းတို့ဆရာခေါင်ပလာတို့ဘယ်ယူလိုက်တယ်တော့မသိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ပြောနေတဲ့အဓိကသမိုင်းကြောင်းလေးကဒီဟာဗုဒ္ဓအောက်မှာဖုံဖုံနေရှိဖုံဖုံနေကျွန်တော်လက်ခုပ်တီးပြီးကျွန်တော်ပြောနေချိန်မှာကျွန်တော်ပေါ်နေရည်နေတဲ့ပုံလေးပေါ့ဒါအမှတ်တရပါအဲ့ဆိုတဲ့အိဗယ်ကပညာနဲ့ပတ်သက်ရင်ကျွန်တော်တို့ချင်းကပ်ရင်လူမျိုးမရေးဘာသာမျိုးကိုချင်းကပ်လို့ရလူမျိုးမရေးဘာသာမျိုးကိုကျွန်တော်ပြောလို့ရဒါပေမဲ့ဘာလို့လို့လဲဆိုရင်ဆရာတို့ခုနပြောတဲ့အတိုင်းပဲကိုရှိမှာတော့ပြည့်ဖို့လိုတယ်ကိုရှိမှာကျွန်တော်တို့ဒါဆရာကြီးဆိုရင်လည်းကျွန်တော်ဆိုရင်ဒါပလီကိုကျွန်တော်တို့ကနှစ်30ကျွန်တော်ပလီမှာဒီမှာစတင်နေတယ်ဒါပေမဲ့ကျွန်တော်ပလီနဲ့တချို့ချိန်မှာကျွန်တော်ကင်းကွာသွားတာရှိမလာဖြစ်တာပေါ့ဗျာမကြောင်းမျိုးကြောင့်ကျွန်တော်မရောက်တာပေါ့ကျွန်တော်ရဲ့ဘဝရဲ့အချိုးပွေတွေကြောင့်ကျွန်တော်မရောက်တာရှိဒါပေမဲ့ကျွန်တော်ပလီနဲ့မပြတ်ဘူးဆရာတို့ပြောတဲ့ခွတ်ပါတွေဆရာတို့ပြောတဲ့ဟောပြောပွဲတွေဆိုရင်အပတ်စဉ်ဟောပြောဆိုကျွန်တော်အမြဲတမ်း live ကနေပြန်ကြည့်ကျွန်တော်တို့ပလီကအခုမှကျွန်တော်တို့ဗီဒီယိုရိုက်တဲ့ပလီမဟုတ်ဘူးဟိုးလုံးနဲ့ကိုယ်နဲ့ကဒီကအဟောင်းမိတ်ဆွေတွေရှိရင်တွေ့ရင်တိတ်ပြင်းနဲ့ကျွန်တော်ရိုက်ခဲ့တယ်အခွေတွေကျွန်တော်ငှားခဲ့တယ်မှတ်မိမယ်ထင်တယ်နှစ်30တော့မှာနော်နှစ်30တော့ဘာလို့လဲဆိုတော့အခွေတွေကျွန်တော်တို့ခွေငှားပွဲအခွေတွေကျွန်တော်လဲခဲ့ရတယ်အခုလိုမျိုး online လို့ live ကို Facebook တို့ TikTok အဲဒီ YouTube မှာတင်တော့အခွေငှားတဲ့စနစ်အရင်တော့1993တော့ကဒါအကုန်လုံးသိတယ်ဒါဆရာဒေါက်တာကမောင်လို့ပါဆိုကျွန်တော်အဲ့လုံးနဲ့ကိုယ်နဲ့ကတောက်လျှောက်ဆရာနဲ့ဆိုရင်မြင်းနဲ့ထိုင်ကြည့်ပြီးပြောပြတယ်ဆရာတို့အဲ့လုံးနဲ့ကျွန်တော်တို့အတူတူအများကြီးပဲလေ့လာရသွားတဲ့ဟာမှာနော်ဒါဆရာနဲ့ဆိုကျွန်တော်တို့ကအဲ့လိုလေးသွားခဲ့အဲ့ဆိုတဲ့အိဗယ်ဒီကျွန်တော်ကခစ်ကပြောင်းလာပြီအဲ့တော့ဒါကကျွန်တော်တို့ခုနပြောတဲ့သမိုင်းကြောင်းပေါ့အဲ့တော့အောက်ဆုံးမှာတော့နည်းနည်းလေးဟိုဝါးနေပေါ့နော်ဓာတ်ပုံရိုက်လိုက်ရင်တော့တွေ့မှာပေါ့ကျွန်တော်ရဲ့ဖုန်းနံပါတ်ပါတယ်ကျွန်တော်ဖုန်းက96 360 3329အဲကျွန်တော်ကိုဆက်လို့ရပါတယ်ဓာတ်ရိုက်ပေါ့နော်အဲ့တော့59လန်ပလီကပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတစ်ခုခုမှွေလဲချားနဲ့ပတ်သက်တာတစ်ခုကိုကျွန်တော်ဘယ်လိုလေ့လာရမလဲဘယ်လိုဟာတွေရှိရဆိုကျွန်တော်နဲ့နိုင်တဲ့ဟာကိုကျွန်တော် discuss ပြန်လုပ်ပေးပါတယ်အဲ့တော့အဓိကအရေးကြီးတာကျွန်တော်ရဲ့ profile လေးကိုကျွန်တော်ရှင်းပြအဲ့တော့ဒါကကျွန်တော်ရဲ့ profile ပါအဲ့တော့ကျွန်တော်ဒီနေရာမှာသမိုင်းကြောင်းလေးပြောရင်းနဲ့မိတ်ဆွေတို့လည်းကျွန်တော်ရဲ့ခံယူချက်လေးကျွန်တော်နည်းနည်းလေးရှင်းပြပြတယ်အဲ့ဒါဘာလဲဆိုရင်ကျွန်တော်အခု130ပေါ့နော်ကျွန်တော်ဒါ65မှာ10တန်းအောင်နေအခုဆိုရင်ကျွန်တော်230ရှိသွားပြီ65မှာဒီပလီကိုရောက်တယ်အဲ့မှာကျွန်တော်ဆုံးဖြတ်ချက်ချရမှာ3ခုကျွန်တော်တွေ့လာနံပါတ်1ကျွန်တော်ဆက်စချင်းကိုယ်တိုင်ကိုလေ့လာကြတယ်ကျွန်တော်အရင်ညင်းတာကိုယ်တိုင်နဲ့ပတ်သက်တဲ့အကြောင်းအရာတစ်ခု against ဖြစ်နေကျွန်တော်ကလမ်းထိပ်မှာလည်းတော့ထိုင်ညင်းနေတာဒါကျွန်တော်ရဲ့အကျင့်ပေါ့နော်ကျွန်တော်မှန်တဲ့ဘက်ကကျွန်တော်ပြောတဲ့ချက်နောက်ပိုင်းမှာကျွန်တော်ဘာဖြစ်လာလဲဆိုဆရာဦးဆောင်ဆိုကျွန်တော်မြင်နေဆရာနဲ့အကိစ္စပြောပြတယ်ပေါ့ဆရာလည်းအဲ့လိုပဲပြောပြတာပေါ့ငါလည်းအဲ့လိုပဲပြောတယ်ဒါဒီကမိတ်ဆွေတွေလည်းကိုယ်တိုင်နဲ့ပတ်သက်ပြီးရှေ့လူအကုန်လုံးကျွန်တော်အခုကြံပေးတာကျွန်တော်အခုဆိုပုံစံလုံးဝပြောင်းလိုက်ကျွန်တော်မငင်းတော့ဘာလို့လဲပြရင်တချို့ဥစ္စာတွေကကျွန်တော်တို့အကုန်လုံးပါအောင်ပေါ့နော်ဥပမာကျွန်တော်တို့ဗျာအခုစင်မနာပွဲလုပ်တယ်ဆရာတို့ဆိုရင်ဥပမာပြဒီထက်လူများကျင်တယ်ဗျာဒါပေမဲ့အားလုံးလာမှာမဟုတ်ဘူးသိကြတယ်ကျွန်တော်ရဲ့ဟောပြောပွဲတွေဆိုရင်ကျွန်တော်လူ4000နဲ့လည်းပြောဘူးတယ်ပြောပွဲမှာဆိုရင်ကျွန်တော်ရဲ့ဆရာမဒေါ်ခင်ထူးရဲ့ဆရာနေဝင်းမြေရဲ့လူ3ယောက်ဟောပြောပွဲပြောတယ်လူ4000ကြီးတက်တယ်လူ20နဲ့လည်းကျွန်တော်ဟောပြောပွဲပြောတယ်လူ1ယောက်ထဲနဲ့လည်းကျွန်တော်စာတင်ဆိုတဲ့အိဗယ်လူများဖို့မလိုဘူးဗျအဓိကအရေးကြီးဆုံးဟာကျွန်တော်တို့ပြောလိုက်တဲ့ဟာကျွန်တော်တို့ share လုပ်တဲ့ဟာမှာထိရောက်ဖို့အရေးကြီးတယ်ဒါကျွန်တော်ခံပြပြောင်းလိုက်တာပေါ့အခုဆိုရင်ကျွန်တော်ဥပမာတော့ကျွန်တော်နဲ့ against ဖြစ်နေမယ်အရန်များနေတဲ့ဟာဆိုရင်ကျွန်တော်ရှောင်လိုက်ကျွန်တော်တို့မိတ်ဆွေတွေသတိထားရမယ့်ချက်ပေါ့ကျွန်တော်နံပါတ်1ကျွန်တော်ပြင်ရတဲ့အပြင်ရတစ်ချက်ဒုတိယတစ်ချက်ကျွန်တော်ဒီနှစ်30မှာဖြတ်တန်းနေချိန်မှာကျွန်တော်တွေ့တဲ့အတွေ့အကြုံလေးပြောပြရင်
ကိုရံကိုလေးလာမယ်ကိုရံကိုချင်းကပ်မယ်ဆိုရင်တေချာပေါက်ပညာမတက်ရင်ကိုရံနားမလည်နိုင်ဘူးနောက်တစ်ခါကျွန်တော်ထပ်ပြောမယ်နော်ကျွန်တော်ဒီကိစ္စဆရာဦးခင်ဦးထင်ဦးတွေမှာကျွန်တော်ရိုက်ထားတဲ့ဗီဒီယိုလေးရှိတယ်ကျွန်တော်ကိုရံကိုနားလည်ဖို့တက်ကပညာတတ်ဖို့လိုတယ်ဆိုတာကျွန်တော်ပြောထားတဲ့ဒီပလီမာပဲပေါ့နော်အဲ့တော့ကိုဗစ်တွေဖြစ်တဲ့အချိန်မှာကျွန်တော်တို့ပြောထားတဲ့မှတ်တမ်းလေးရှိအဲ့ပြန်ပြောမယ်ဆိုရင်မိတ်ဆွေတို့ကိုရံကိုနားလည်မယ်ကိုရံကိုယုံကြည်မယ်ကိုရံကိုလက်တွေ့လုပ်မယ်ဆိုရင်ပညာသင်ရမယ်အဲ့ဒီပညာဒီကျွန်တော်ပြောတာဘွဲလက်မှတ်တွေ certificate တွေ diploma တွေ degree တွေမဟုတ်ပါဘူးကိုရံကိုလေးလာရမယ်ပညာသင်ရမယ်ကိုရံက blind กว่าတာလုံးဝမရှိကျွန်တော်တို့ပြောတဲ့ကိုရံထဲမှာပါတယ် Bill Gates ဆိုတဲ့ guide အကွယ်အရာဆိုအဲ့ဒီအကွယ်ဆိုပညာကိုပြောနေတာအဲ့ဒီအကွယ်ပညာဥမာကျွန်တော်ဒီမှာကင်ထားတာ remote wireless လေးအခုကျွန်တော်ရဲ့ laptop ရှိတယ် example ပြောပြတာเนาะနေ့တိုင်းမြန်သားကျွန်တော်အခုဒီမှာရွှေ့လိုက်တယ်ဟိုက powerpoint ကြီးရွေ့သွားဒါရွှေ့တယ်ရွေ့သွားတေးကြတဲ့ကျွန်တော်ဒါနဲ့ကျွန်တော်ရဲ့ laptop နဲ့ connection တစ်ခုရှိတယ်ဘာနဲ့ချိန်ထားလဲဆိုတော့ဒါလေးနဲ့ချိန်ထားအဲ့ဒီဥစ္စာလေးဒါမတက်ထားရင်ကျွန်တော်နှိပ်လို့မရဘူးအဲ့ဒါဒီဘယ်သူမှမြင်မယ်မပြရင်ပညာတက်တဲ့လူပဲသိမှလေဒါပညာမတက်တဲ့လူကဒါကိုကျွန်တော်တို့ကဘယ်လိုမှမသိနိုင်အဲ့ဒါဒီအလားရှိကြောင်းရဲ့တက်တည်ပဲအဲ့တော့ကျွန်တော်ကပြောရကျွန်တော်နှစ်ချက်ရှိပါပြီတစ်ချက်ဒီကျွန်တော်တော်တော်များလူတွေနဲ့ကျွန်တော်ရှောင်လိုက်တာတစ်ချက်ဒုတိယဒီကျွန်တော်ခုနပြောတယ်ပညာကိုသင်ရမယ်ဒီကမိတ်ဆွေတွေထဲမှာအခုကျွန်တော်ရဲ့ဒါလူကြီးပိုင်းတွေပါတယ်ကျွန်တော်ရဲ့ဦးကြီးတော်တွေနောင်တော်တွေကျွန်တော်ရဲ့အကိုတွေပါလိမ့်မယ်အဲ့လူတွေကကျွန်တော်ခုနပြောတဲ့အတိုင်းပဲငါအသက်ဘယ်လိုရှိရဆိုတော့လုံးဝကျွန်တော်မှာ barrier မရှိပညာသင်တဲ့ညကျွန်တော်အခုပြောမယ်ဤပညာမှာအဲ့လိုမျိုးအတားအဆီးလုံးဝမရှိဘာပဲရှိဖို့လိုလဲပဲပြရင်စိတ်ပဲရှိဖို့လိုတယ်ပညာသင်ခြင်းနဲ့ခုနကျွန်တော်ပြောတယ်ကိုယ်တော်သိကျင်တဲ့စိတ်ရှိကျွန်တော်လိုက်ရှာပြီဗျာဘာဖြစ်လို့လဲဒီခေတ်ဒီခါမှာခုနဆရာဦးတေထုံပြောတဲ့ထဲမှာပါတယ်မှာ AI အကြောင်းပြောပါကျွန်တော်ဒီနေ့ AI အကြောင်းပြောမှာပါအဲ့ဒီ AI လိုပဲကျွန်တော်ရှာရင်တွေးလို့ရတာရှာလို့ရတာအများကြီးပဲပြီးရင်လည်းကျွန်တော်လည်းဒီလိုအလုပ်လုပ်ကြည့်မယ်နော်ကျွန်တော်သွားမဲ့ပုံစံ one way မသွားဘူးနော်ကျွန်တော်တယောက်တည်းမလွတ်နေဘူးရမ်းမေးဆွေတယ်ကျွန်တော်အောက်ကချီပြီးတော့ဒီတိုင်းပဲငေးမောမဟုတ်ဘူးနော်ကျွန်တော်အလုပ်လုပ်မှာနော်ကျွန်တော်နဲ့နိုင်သလောက်ပေါ့ဗျာမလုပ်နိုင်တဲ့လူကလည်းဘေးနားလူကြည့်ပေါ့ဗျာတဘောတစ်ခါလုပ်တဲ့လူကလည်းဖုန်းဖွင့်ပြီးတော့ရှာကြည့်ပေါ့ကျွန်တော်ပြောတာဟာလေးနော်ပြီးလုပ်ကြည့်မယ်အဲ့တော့ကျွန်တော်ခုနလေးပြန်ဆက်မယ်ဆိုရင်နောက်ဆုံးတစ်ချက်ကျွန်တော်ပြောမယ်ကျွန်တော်နှစ်30မှာတည့်ရတွေ့တဲ့အတွေ့အကြုံအဲ့ဒါဘာလဲဆိုရင်ကျွန်တော်တို့ live မှာအခုဆိုရင်ကျွန်တော်ဆရာဦးဆောင်ဆုံးသွားတယ်ဆရာဦးဆောင်ဆုံးသွားတဲ့အချိန်မှာဆရာဦးဆောင်ရဲ့လုပ်ခဲ့တဲ့သမိုင်းကြောင်းတွေ milestone တွေကြံခဲ့တယ်မနေ့ကပဲကျွန်တော်ဆရာဦးမြတ်သူရဲ့ဆရာဦးဆောင်ရဲ့ရေးထားတဲ့စာအုပ်လေးပေါ့ကုရ်အာန်စာစဉ်ဆိုတာရှိပါတယ်ဒီမှာကျွန်တော်တို့ရှိတယ်အဲ့စာတင်လေးကိုကျွန်တော်ဒီနေ့ပြောဖို့တော့ကျွန်တော်ဆရာဦးဆောင်ဟာလေးဖတ်တယ်သူသမိုင်းရေးခဲ့တာဆရာဦးမြတ်သူရေးခဲ့တဲ့စာအုပ်ရှိတယ်တဘောပြဆရာဦးသူကရေးခဲ့တဲ့စာအုပ်ရှိတယ်သူတို့ပြောခဲ့တဲ့ခွတ်ပါရှိတယ်သူတို့ပေးခဲ့တဲ့ပညာရေးတွေရှိတယ်ကျွန်တော်တို့ချိန်မှာကိန်းအောင်နေတယ်ဆိုတဲ့အိဗေကကျွန်တော်ဘာလုပ်မလဲပြရင်ကျွန်တော်နောက်ဆုံးထွက်တဲ့အထိကျွန်တော်တိုက်တယ်ကျွန်တော်မျှမှာဒါကျွန်တော်ရဲ့ခံယူချက်နှစ်30မှာကျွန်တော်ရခဲ့တဲ့3ချက်ပေါ့တစ်ချက်အားလုံးကျွန်တော်မမျှော်လင့်တော့ဘူးနံပါတ်2ကျွန်တော်ခုနပြောတယ်ပညာမဖြစ်မနေသိရမယ်လို့ပြောတယ်နံပါတ်3အခုနပြောတယ်ကျွန်တော်တတ်နိုင်တယ်လို့မျှအဲ့လူချင်းမင်းတို့လည်းကျွန်တော်ကြံပေးတာလူချင်းမင်းတို့သိတာတစ်ခုသိမယ်နှစ်ခုသိမယ်ဒီနေ့ကျွန်တော်တို့ပြောရတာမှာ what is AI ဆိုတာဘာလဲကျွန်တော်ဒီနေ့လုံးဝရှင်းရှင်းလေးပြောမယ်အဲ့ဒါသိရင်လူချင်းမင်းတို့သိတဲ့ဟာလေးကိုကြိုက်တဲ့လူနဲ့ပတ်သက်တာပြန် share လုပ်လိုက်အဲ့ဒါဆိုရင် okay ပဲကျွန်တော်ရဲ့ခံယူချက်ကျွန်တော်ဒီလိုပဲလက်ခံထားတော့တယ်အဲ့ဒါကျွန်တော်နဲ့ပတ်သက်တဲ့ဟာလေးကိုကျွန်တော်နှစ်30မှာရတဲ့ဟာလေးပြောပြတာနောက်တစ်ခုကတော့ဒါကျွန်တော်နေတဲ့အိမ်ပေါ့ကျွန်တော်တန်လင်မှာနေတယ်ရင်တော့ကျွန်တော်အလုံးသိမှာပါကျွန်တော်တိမ်ပြူလမ်းမှာကျွန်တော်နေတယ်တိမ်ပြူလမ်းဆိုတာကျွန်တော်က BSC college ပေါ့မနေ့ကကျွန်တော်ညီပေါ့ကျွန်တော်နဲ့မနေ့ကလာတဲ့လူကအောင်စော်မြစ်ကကျွန်တော်ရဲ့ညီဆိုဝင်းခွဲပေါ့ကာဇန်ပေါ့ကျွန်တော်နဲ့သူ့အဖေနဲ့ကျွန်တော်အဖေနဲ့ကညီကိုအရင်သူကကျွန်တော်ထက်3နှစ်ငယ်ကျွန်တော်က3နှစ်ကြီးရကျွန်တော်အကူတွားညီဝင်းခွဲပေါ့သူလည်းနိပညာနဲ့ပတ်သက်တာလုပ်တယ်ကျွန်တော်လည်းနိပညာနဲ့ပတ်သက်တာလုပ်တယ်ဒါပေမဲ့သူကတော့ရန်ကုန်မှာပေါ့ MST ဆိုရဲတက္ကသိုလ်ဒီ institute နဲ့ပတ်သက်တာသူလုပ်တယ်ကျွန်တော်ကတော့ certificate အတန်းတွေပဲကျွန်တော်ဖွင့်တယ်အဲ့တော့ဒါကျွန်တော်ရဲ့အကြောင်းမှာတန်လင်ပဲရောက်ရင်ကျွန်တော်ရှီဝင်လို့ရတယ်ကျွန်တော်တန်လင်မှာအကြောင်းဖွင့်ထားတယ်ဒါကျွန်တော်နေနေတဲ့လက်ရှိနေရာပေါ့ကျွန်တော်တိတ်ပြီးလဲမှာတော့မနေတော့ခုနဆရာဦးတောင်းအောင်လို့ဆရာဦးတင်နေဦးလို့ပြောရတဲ့မှာလည်းပါတယ်ကျွန်တော်တို့ရဲ့ဒီ family အတိုင်းဝိုင်းက1912ခုနှစ်မှာ BSC college ထောင်ထားတော့ကျွန်တော်တို့လွတ်လပ်ရေးမရခင်တည်းက BSC college ရှိတယ်အဲ့ဒါကျွန်တော်တို့ရဲ့တမိုင်းကြောင်းလေးပေါ့ okay ပါဒါကျွန်တော်ရဲ့ profile လေးကိုကျွန်တော်ရှင်းပြနောက်တစ်ခုကတော့ဒီနေ့ကျွန်တော်ပြောမယ့်ခေါင်းစဉ် agenda ပေါ့နော်ဘေးကနောက်ကမိတ်ဆွေလည်းမြင်ရတာလည်းရှိမယ်
မမြင်ရဘူးဆိုလဲကျွန်တော်နောက်ပိုင်းကျရင်တော့ဆရာခံဘလောက်လို့ဆရာဦးမြင့်လေးလို့ရှိရပြန်ယူလို့ရတယ်နော်ကျွန်တော်ထုတ်ပေးထားလို့ရတယ်အဲ့တော့နံပါတ်1ကျွန်တော်ဘာပြောမှလဲဆိုရင် evolution of Quranic learning evolution ပြောမှာ revolution မဟုတ်ဘူးတော်လှန်ရေးမဟုတ်ဘူးတနည်းအားဖြင့်စင်ကဲပြောင်းလဲလာတဲ့ Quran နဲ့ပတ်သက်တဲ့ Quranic learning ကိုကျွန်တော်ပြောပြမယ်ဟိုတုန်းကအားလုံးသိတယ်မိတ်ဆွေစာရွက်တွေနဲ့ကျွန်တော်မှတ်တဲ့အချင်းရှိတယ်အခုကျွန်တော်တို့ကစာရွက်နဲ့မှတ်တဲ့အချင်းမရှိစာရွက်ပျောက်သွားတော့မဟုတ်ဘူးစာရွက်က BC ပေါ့နော် BC ထဲကနေပေါ်ခဲ့တယ်စာရွက်ကလူငယ်နှစ်ပေါင်းများစွာလည်းပေါ်ခဲ့တာစာရွက်ပေါ်တဲ့ခုနှစ်ကဒါပေမဲ့အခုထိလည်းသုံးနေတော့မယ်ဒါပေမဲ့အခုပြောင်းသွားပြီအခုဖုန်းနဲ့မှတ်တဲ့အချင်းရှိသွားတယ်အဲ့တော့ခုနပြောတာဘယ်လိုပြောင်းလဲတာဆိုတော့ဖြည်းဖြည်းချင်းပြောင်းလာတာ evolution ပြောင်းလာတာ revolution ကဘယ်လိုလဲဆိုရုပ်ချီးပြောင်းလဲတာသိပါလားအလုံးတော်လိုင်းရေးကိုပြောတာပေါ့ revolution ကျွန်တော်တို့က Quranic learning ကချက်ချင်းဝုန်းလေးပြောင်းလာတာမဟုတ်ဖြည်းဖြည်းချင်းပြောင်းလဲလာအဲ့ဒီဖြည်းဖြည်းချင်းဒီကိုရန်ကိုပို၍ထိတွေ့လာတယ်ပြန်ပြောမှဆိုပြဒီခေတ်စကားပြန်ရင်မတ်တဲ့ပိုထိလာဘာဖြစ်လို့လဲပြန်ရင်ကျွန်တော်ဒီပညာရေးပိုတိုးတက်လာလို့အဲ့တော့ကျွန်တော်ဒီနေ့ပြောမယ်နံပါတ်1ကောင်းစဉ်က evolution of Quranic learning ကျွန်တော်ပြောမယ်နံပါတ်2 digital tools for Quranic learning အဲ့တော့ digital ဆိုတာဘာလဲလို့ဆရာကြီးလို့ပြောလိုက်ရင် digital ဆိုတာတိကျတာကိုပြောတာလွယ်လွယ်လေးပြောရင်အဲ့တော့နာယီမှာကြည့်လိုက်မယ်ဆိုရင်လက်ပတ်နာယီမှာဆိုရင်အဝိုင်းလေဟိုလိုမျိုးနာယီဆိုရင်ကျွန်တော်တို့က1ကဲ2ကဲ3ရဲအဲ့တော့ကျွန်တော်ဒီကနေလှမ်းကြည့်လိုက်လို့ဘယ်လောက်လဲပြောရင်2နာရီ12မိနစ်လို့ကျွန်တော်ကပြောမယ်ဟိုဘက်ကလူက2နာရီ13မိနစ်ပြောမယ်ဟိုဘက်ကလူက2နာရီ10မိနစ်ပါလို့ပြောချင်ပြောလိမ့်မယ်မြင်တဲ့ပုံမတူဘူးဒါပေမဲ့နှစ်ကနန်းနှစ်ရေးမယ်ပြီးတော့30ဆိုရင်သိကြတယ်ဘယ်သူမှ2နာရီ17မိနစ်မပြောဘူးဘယ်လောက်ပြော2နာရီ10မိနစ်ပြောအဲ့ digital ပဲအဲ့ digital means ဘာကိုပြောရလဲတိကျတာကိုပြောတာအဲ့တော့ digital ရဲ့ tools တွေအဲ့ digital tools တွေကိုသုံးပြီးတော့ Quranic learning ဘယ်လိုလုပ်မှာအဲ့ကျွန်တော်ခုနပြောတယ်ဖုန်းရှိတယ်ဖုန်းပြောရုံတက်မဟုတ်ဘူးဖုန်းဒီကျွန်တော်တို့ကလေးလာလို့ရတယ်မှတ်သားလို့ရတယ်သိမ်းဆည်းလို့ရတယ်ဒီမှာဖုန်းကလုံးလို့ရတဲ့အရာတွေပါတယ်အဲ့တော့ခုနပြောတာအဲ့ဒါတွေကိုကျွန်တော်ဘယ်လိုလေ့လာမလဲဒါနံပါတ်2အကြောင်းပြောပါနံပါတ်3ကျွန်တော်ဗာပြောမှာဆို benefit of technology and in Quranic learning အဲ့တော့တနည်းအားဖြင့် technology ကိုသုံးရင်အကျိုးကျေးဇူးတွေဘာတွေရလာမလဲ technology သုံးတဲ့အခါမှာကျွန်တော်အကျိုးကျေးဇူးဘယ်လောက်ထိကျွန်တော်တို့က Quranic learning မှာဘာတွေဖြစ်လာမလဲ technology နဲ့ပတ်သက်ပြီးတော့အကျိုးကျေးဇူးတွေရလာမယ်နံပါတ်3ပြောမယ်နံပါတ်4ဒါကတော့ကျွန်တော်နည်းနည်းလေးပါအဲ့ဒါဘာလဲဆို challenge ရင်ဆိုင်ရမယ့်အရာတွေကဘာတွေလဲအခုနကျွန်တော်ပြောနေတဲ့အထက်မှာပါတယ်မိတ်ဆွေတို့ဟာငါကတော့အသက်ကြီးသွားပြီငါတော့မလစ်လာနိုင်တော့ဆိုအဲ့ဒါ challenge မဟုတ်အဲ့ဒါကျွန်တော်ကိုယ်ပေါ်ကျွန်တော်စိတ်သက်ကြတကယ်တည်းအဲ့ဒီစိတ်ရှိရင်တော့အဲ့ဒီ emotion မထွက်ရင်တော့ကျွန်တော်လေ့လာလို့မရအောင်အဲ့တော့ challenge ကဘာရှိနိုင်လဲကျွန်တော်ဒါလေးကျွန်တော်ရှင်းပြမယ်နောက်ဆုံးချက်ကတော့ကျွန်တော်ပါလဲဆို future of Quranic education with technology နောက်ပိုင်းမှာ computer Quran ကိုလေ့လာတဲ့အခါကျတော့ဘာတွေများ Quran နဲ့ပတ်သက်ပြီးလေ့လာတဲ့ပုံစံတွေပြောင်းလာမယ်ဒါကိုကျွန်တော် agenda အနေနဲ့9ခုကျွန်တော်ထည့်ထားတယ်အဲ့တော့မိတ်ဆွေတို့ကျွန်တော်နဲ့ပြောပြီးရင် discussion လေးတွေတွားမယ်ပြန်ပြီးတော့လုပ်ကြည့်မယ်ပေါ့နော်အဲ့တော့ဖုန်းတွေလည်းပါကြတယ်ဓာတ်ပုံတွေလည်းရိုက်တာတွေရှိတယ်မှတ်လို့ရတယ်လုပ်လို့ရတယ်အဲ့တော့ကျွန်တော်နဲ့ဒီလိုတစ်ခုလုပ်ကြည့်အောင်နော်ဘာလဲလို့ပြောပြရင်ကျွန်တော်တို့ကဒါလေးကျွန်တော်ရှင်းပြရင်အလုပ်တစ်ခုလုပ်ကြည့်မယ်အခုကျွန်တော်အခုပြောတဲ့ဟာမှာစဉ်းစားရမယ်မေးခွန်းပေါ့ why is Quranic study important ဘာဖြစ်လို့ကုရ်အာန်ကိုလေ့လာဖို့အတွက်ကအရေးကြီးရအဲ့ဒါအရင်အရေးကြီးတယ်ကျွန်တော်တို့ဒီကုရ်အာန်ကိုလေ့လာရမယ်ခုနကကျွန်တော်တို့မွတ်စလင်တိုင်းမှာဆိုရင် forest တာဝန်ပေါ့ဗျာလေ့လာရမယ်တာဝန်လို့ကျွန်တော်တို့ကမယုံကြည်ဘူး important ဆိုတာဟာကိုလက်မခံရင်ကျွန်တော်တို့လေ့လာရမယ်အားဆိုမထွက်လာဘူးအဲ့ဒါအရင်ရေးကြည့်တယ်အဲ့တော့အခုရေးကြည့်တာကကျွန်တော် technology ကိုသုံးပြီးတော့ကုရ်အာန်ကိုလေ့လာတဲ့အခါကျဘာကြောင့်ရေးကြည့်တာကျွန်တော်သိရမယ်နောက်တစ်ခုကနံပါတ်2ကကြတော့မီယိုးဖလာပေါ့ traditional ဆိုတာမီယိုးဖလာကျွန်တော်တို့ပြောတယ်ဆရာဦးတင်သူကခွတ်ဘာထဲမှာပြောပါတယ်မှာစာအုပ်တွေအများကြီးဖြန့်ပြီးတော့ကျွန်တော်ခွတ်ဘာကိုပြင်နေဆိုတော့ဟိုးတုန်းကလေ့လာတဲ့သွားတဲ့ဟာအခုအဲ့စာအုပ်တွေအများကြီးကကျွန်တော်တို့ဖုန်းထဲမှာလက်တကမ်းမှာထည့်လိုက်လို့ရပါတယ်အဲ့စာအုပ်တွေအများကြီးမလိုတော့ဘူးသဘောတစ်ခုကအဲ့စာအုပ်တွေအများကြီးကိုကျွန်တော်တို့ကဘာပြောင်းပေးရမလဲဆို PDF ဖိုင်ကြီးပြောင်းပေးရမယ်ဒါကျွန်တော်တို့ဆက်သွားရမယ်အနေထားကိုပြောပြအဲ့တော့ကျွန်တော်တို့ဒီဘက်မှာ traditional နဲ့အခုလက်ရှိ modern Quranic learning ကဘာကွာလဲနံပါတ်3ချက်ကကြတော့ how is technology transferring regional education အခုနပြောနေတဲ့ technology ကဘယ်လိုမျိုးတည်ဆောင်ရလဲ transforming လုပ်သွားတယ်ဘာလို့လဲကျွန်တော်တို့ regional technology ကိုဘယ်လိုလုပ်သွား education ကိုလုပ်သွားဒါတွေကျွန်တော်တို့သွားအဲ့ကျွန်တော်နဲ့တူတူအလုပ်တစ်ခုလုပ်ကြည့်မယ်နော်ဖုန်းတွေပါကြတယ်လုံနိုင်တဲ့လူလုပ်ကြည့်ပါဗျာမလုံနိုင်တဲ့လူကတော့ဘေးကလူကြည့်တယ်ကြာကျွန်တော်မေးခွန်းလေးမေးကြည့်မယ်နော်ကဘာပေါ်မှာတိုက်ကြီး9တိုက်ရှိတယ်အားလုံးသိတယ်အဲ့တိုက်ထဲမှာနေတဲ့လူကြီးဘယ်လောက်လောက်နေတယ်ရှာကြည့်ပါဦးတစ်ချက်မေးခွန်းက
ဒုတိယတစ်ခုကကြတော့အရင်ကလူသားတွေရဲ့တက်တန်းနဲ့ယနေ့ခေတ်လူတွေရဲ့တက်တန်းကဘယ်တက်တန်းကပိုရှိလဲအဲ့ဒါကိုကျွန်တော်မေးခွန်းတစ်ခုမေးထားတယ်ခဏလေးကျွန်တော်ချိန်ပေးမယ်မိတ်ဆွေတို့ဖုန်းတွေပါတယ်အဲ့ဖုန်းတွေထဲမှာကိုယ့်ဖုန်းကိုထိုးအင်တာနက်ဖွင့်ထားလိုက်ရှင်လူငယ်တွေလုံးလို့ရမယ်လူကြီးတွေကတော့ကိုယ့်ကိုစမ်းကြည့်ပေါ့ဗျာဘယ်ကလုံးရမှာလဲနည်းနည်းပါကြည့်ကြည့်ပေါ့အဲ့တော့နည်းနည်းကျွန်တော်မေးခွန်းတစ်ခုမေးတယ်ပေါ့အဲ့တော့မေးခွန်းလေးလုပ်ကြည့်ပါဦးစဉ်းစားကြည့်ပါဦးဒီပေါ့နော်အခုဒီမေးခွန်းမှာတိုက်ကြီးဘယ်နှတိုက်ခုနှစ်တိုက်ထဲမှာလူကြီးရှိရဲ့စင်းကိုရှာလို့ရတယ်ဘယ်ကနေရှာမလဲပြန်ရင် Google ကနေနှိပ်ပြီးရှာလို့လည်းရတယ်နော် Google ကနေရှာလို့ရတယ်ခုနဆရာဦးတင်ထူးပြောပါတဲ့ DeepSeek spelling က DEPSEK နော် SEK DeepSeek ဆိုတာကျွန်တော်တို့က AI သုံးတဲ့ application software ပေါ့ကျွန်တော်ခဏကြာရှင်းပြပါမယ်နော်အဲ့ဒါလေးကျွန်တော်ရှင်းပြမယ်အဲ့ဒါကြတော့ဗာလဲဆိုရင်ကျွန်တော်ကမေးတာပေါ့လူလိုပဲပေါ့ဗျာလူတယောက်လိုမျိုးပဲဆရာဦးတင်ထူးပြောသွားတဲ့စကားလေးခွတ်ပါပြောသွားချိန်မှာမိတ်ဆွေတွေတခြားအယုံဆိုင်နားထောင်ရင်ပါလိမ့်မယ်သူဘာပြောသွားလဲဆိုတော့ तू ကခွတ်ပါပြောတဲ့အခါကျတော့ तू DeepSeek ကိုမေးတယ် DeepSeek ကသူ့ကိုအကုန်လုံးအချက်လက်တွေပေးနေတယ်ပြောတယ်ထပ်မေးတယ်မင်းငါ့ကိုစိတ်ဆို DeepSeek မဟုတ်ဘူးငါပြောမယ်ပြောတယ်အဲ့ဒီစကားလုံးကိုဘယ်သူပြောတာလဲဆိုဆရာတော့နားထောင်ဘူးလားတော့မသိဘူးကျွန်တော်ကနားထောင်ဘူးလားဒီထဲမှာအားလုံးသိလိုက်မယ်ရုပ်ရှင်မင်းသမီးဆွေစင်ထိုက်ဆိုတာကြားဘူးလိမ့်မယ်အသက်တော်ကြီးနေပြီဆွေစင်ထိုက်ကသူပညာလက်တက်တယ်အဲ့ဒီဆွေစင်ထိုက်ကဘာပြောလဲဆိုဒီနေ့ AI ကိုသူရမ်းချစ်တယ်တဲ့ဆရာဦးတင်ထုံးပြောတဲ့စကားနဲ့တော်တော်ကိုက်ညီလို့ဘာပြောရလဲဆို AI ကားတဲ့လူတွေလိုမျိုးမင်းဘယ်တော့မှညင်းညူပြီးမပြောဘူးပြန်ဖြေတယ်တဲ့လူတွေကတစ်ခါနှစ်ခါသုံးခါလေးခါ even ကျွန်တော်တို့အောင်ပါလိမ့်မယ်စာတင်တဲ့အချိန်မှာကျွန်တော်တို့ပါတယ်ကျွန်တော်တို့မေး10ခါလောက်မေးလာလိုက်ပြီဆိုရင် तू ကဘာဖြစ်လဲဆိုကျွန်တော်တို့ကဟောမဖြစ်တော့ဘူးဗာလဲပြန်မဖြေချင်တော့သဘောတကွအဲ့ဒီ AI ကအဲ့ဒါမရှိကြိုက်တဲ့လောက်မေးခုနဆရာတင်ထုံးပြောတဲ့အတိုင်းပဲကြိုက်တဲ့လောက်မေး AI ပြန်ဖြေကျွန်တော်ခဏနေကြမှာ AI ဆိုတာဗာလဲဟာကျွန်တော်ရှင်းပေါ်လာလိမ့်မယ်အဲ့တော့ဒီမေးခွန်းပေါ့ကမ္ဘာမှာတိုက်ကြီးဘယ်နှတိုက်ရှိလဲလူကြီးဘယ်လောက်ရှိလဲဆိုတာကိုရှားတာလွယ်တယ်အောက်ကဒုတိယမေးခွန်းကိုတော်တော်များများလူတွေ generally ဖြေအဖြေမှားလိမ့်မယ်ဘယ်လိုဖြေကြလဲပြောရင်အရင်ကလူသားတွေပူရှိရလေအရင်ကလူသားတွေအသက်ပူရှိရဒီကလူတော်တော်များများပေါ့ကျွန်တော်အပါဝင်ပေါ့နော်ကျွန်တော်လည်းအဲ့လိုပဲထင်ခဲ့တယ်ဒါပေမဲ့ကျွန်တော် reference တစ်ခုပြောပြမယ်စာအုပ်နာမည်ကိုပြောပြရင်ဟိုFame ကရေးတဲ့စာအုပ်ဆရာကြီးဒေါက်တာရေးတဲ့စာအုပ်ရှိတယ်ဇယာကိုအန်တုချင်းဆိုတဲ့စာအုပ်ထဲမှာပါတယ်ဆရာဦးနဲ့ဦးတင်တုံပြောပါတယ်မှာ DeepSeek ကပြောပြတယ်မှာပါဒီခေတ်ကလူသားတွေအသက်ပူရှိတာကျွန်တော်တော်တော်များများလူတွေနားလေတဲ့အလွယ်ကအရင်ကလူသားတွေအသက်ပိုရှိတယ်အခုခေတ်လူသားတွေအသက်တူတယ်လို့ထင်ကြတယ်ဘာလို့လဲကျွန်တော်ပုံမြင်တနာတွေကြားဘူးလေနှစ်ပေါင်း4000လောက်ရှိတဲ့လူသားကြီးတွေတို့ဟိုဘလောက်အရှည်တောင်ရှည်ရှိတဲ့လူသားကြီးတွေတို့ကျွန်တော်တို့ကဟိုမသေးသေးတို့ဘာလို့ကျွန်တော်အဲ့ဒါတွေကျွန်တော်အရင်တော့ရှိတယ်လို့ကျွန်တော်ကြားဘူးတကယ်တွေအကုန်လုံးဒါ fake တွေပဲအတုတွေပဲတကယ်အမှန်ကအခုခေတ်လူသားတွေအသက်ပိုရှိတယ်အဲဒါကြောင့်ကျွန်တော်တို့အမြဲတမ်းစုပေးတဲ့ခါကျရင်တက်တော်ရကြောရှိပါဆိုအခုမှတက်တော်ရကြောရှိတာကျွန်တော် reference နဲ့ပြောမယ်ဆိုရင်ဒီနေ့ကမ္ဘာမှာအသက်အရှည်ဆုံးနိုင်ငံဟောင်ကောင်နဲ့ဂျပန်85နှစ်ဝန်းကျင်လောက်ရှိတယ်မြန်မာနိုင်ငံမှာ60ကျော်65 66စသည်ပဲ round about ပေါ့နော်အဲ့လားပဲရှိကျွန်တော်မြန်မာနိုင်ငံလူသားတွေကများသောအားဖြင့်အဲ့လောက်ကြရင်ဆုံးရတယ်များသောအားဖြင့်ပြောတာသဘောတကူအဲ့တော့ခုနလေးပြန်ဆက်မယ်ဆိုဆရာတင်ထုံးက DeepSeek ကပြောရမှာလည်းပါတယ်1800ကျော်လောက်ကလူသားတွေကတက်တန်း45နှစ်လောက်ပဲရှိဒီဒုတိယအဖြေကတော်တော်များများမှားကြတယ်ဘယ်သူတွေအသက်ရှိလဲဆိုရင်ဟိုးတော့လူတွေကပိုရှည်လို့ထင်ကြတယ်မှားတယ်အဲ့လိုမျိုးမှားတယ်မှန်တယ်ကျွန်တော်ပြောတဲ့မိခွန်းတွေကိုရှာဖို့အတွက်ကကျွန်တော်ခုနပြောတဲ့အချက်ပဲကုရ်အာန်ကိုသိဖို့အတွက်ကကုရ်အာန်ကိုသိဖို့ပညာမတတ်ရင်ကုရ်အာန်လုံးဝမသိနိုင်ဘူးအရန်ရေးကြီးခဏကြာမှကျွန်တော် reference တွေကျွန်တော်ထပ်ပေးမယ်အဲ့တော့ဒီဥစ္စာလေးရှာကြည့်ပါဦးဒီနာမည်လေးအဲ့တိုင်းလေးရိုက်ထည့်လိုက် DC မှာပဲဖြစ်ဖြစ်Google ထဲမှာဖြစ်ဖြစ်ရိုက်ကြည့်ပါဦး